မိုးကတညာလုံးရွာတာဖြောင်းနဲ့တညာလုံးရွာတော့စောကြီးအိပ်ပြီးတော့ဘိုက်တွေစားတော့မနဲ့စောကြီးနိုးတယ်လူကလည်းမရဘူးဗုဒ္ဓဟူသားဆိုတော့ရှူထူတိုင်းကလော့တယ်ချက်တယ်ပြီးစားပလိုက်တယ်ဟိုအာဝူတွေအတွက်လည်းကြက်ပြီဟောပြင်မက်ကြီးတော့လဲဒီနေ့အတွက်တာတော့နေရောင်မြင်ခြင်းတော့ကပ္ပအပြင်မထွက်မှရမယ်နော်မြေကိုတွေဆိုင်လာလူကတော့ရှစ်လပိုင်းဗျာဒီနေ့တော့10 ရက်ရောက်ပြီမြန်မာလာလို့ဆိုတော့ဒုတိယဝါဆိုလာပြီကျော်တဲ့12 ရက်ဒုတိယဝါဆိုကုန်တော့ရာသီဥတုလိုကတော့တော်သလင်းစင်းကြော့ဖြစ်နေတယ်ဗျာနော်မြူကိုတွေမောက်ကိုတွေနဲ့မိုးကုတ်လိုဖြစ်နေတယ်နော်မမြင်အောင်မှောင်မဲတယ်အမနာစတိုရီထမင်းလဲစားပြီတစ်ပြန်ဆိုင်မယ်ဗျာနော်ဒီလိုမိုးလေးရွာမှာပင်ဆိုင်လို့ကောင်းအောက်ကလူတွေမလာခင်ကိုကလင်းငယ်10ပင်ပြီးပြီလုံငယ်အဲ့လိုလေးတွေစောအိတ်တဲ့ကျိုးကျေးဇူးကလည်းကျမ်းမာရေးကောင်းတယ်ဗျစောအိတ်ပြီးတော့စောလေးထနိုင်ရင်ပိုကောင်းတယ်ဒါကျမ်းမာရေးအတွက်ပြောတာဘာညာရဲ့အတွက်ရောမရှိဘူးတကယ်ကျမ်းမာရေးကောင်းနောက်ကြမှာပြီးနေလုံးညက်ပေါ်တက်လာ7 နာရီ 9 နာရီမှထရင်သွေးလေထိုင်းမိုင်းမှုတွေရှိတယ်ဗျနော်ကျမ်းမာရေးရှူတောင်းကနေကြည့်ရင်ဒါစောထတာတွေလည်းကောင်းပါတယ်လို့ချိန်ကိုလည်းဟတ်တမဖြစ်တာပေါ့ဗျအားလုံးပြောချင်ချမ်းမြေပါစေလို့ညဘေးရက်ဒေတာတွေများမိုးတော်ကြီးလည်းမသိဘူးကိုနေရာတော့တော်တော်ရွာသွားတယ်ဗျာနော်တောင်နေလဲမှောင်မဲနေပြီညတော့ဓမီနဲ့ထိုးတာတောင်ဒီထဲဒီမပေါဘူး